ဆူနီယိုကရှီဇူကာကိုဘလူးမကြီးလို့အော်ဆဲလိုက်တာကြောင့်စိတ်တူသွားတဲ့ရှီဇူကာကဆူနီယိုကိုပါရိုက်လွတ်လိုက်တယ်။တကယ်တော့ဆူနီယိုကမော်မျက်မှန်တစ်လက်ကိုတတ်ထားမိလို့ပါ။အဲ့ဒီမျက်မှန်ကမြင်သမျှအရာအလုံးကိုကြောက်စရာကောင်းတဲ့ပုံစံတွေဖြစ်ပြောင်းလဲဖြစ်တာလေ။စီကားနေတဲ့လမ်းမကြီးဟာတင်းချိုင်းကုန်းကြီးဖြစ်သွားပြီးဘေးပယ်ညာမှာလည်းအေယာမမြေပဲတီးကြီးတွေမျက်လုံးတစ်လုံးနဲ့ပါတဲ့ဘီလူးတွေနဲ့တောခွေးတရေတွေကိုမြင်နေရတာပေါ့။ဆူနီယိုကဒါတွေအားလုံးဟာအမြင်အာရုံအမားတွေပဲလို့ကိုအားပေးပြီးအကြောက်တရားကိုအတင်းအောင်ရဲက86လာခဲ့တယ်။ဘီလူးတရေတွေကိုခဏခဏမြင်ရဖန်များလာတော့သူလည်းတဖြည်းဖြည်းရဲတင်းလာပြီးရှေ့မှာပေါ်လာတဲ့ကပ်ပတ်တရေကြီးကိုတောင်ဝါလိုက်တာဆိုပြီးလှောင်ပြောင်းလိုက်မိတယ်။အဲ့ဒီမှာတင်ပြဿနာတက်တော့တာပဲ။အဲ့ဒီတရေကကပ်ပြီးလို့အခေါ်ခံရတာကိုအယမ်းမုန်းတာကြောင့်ဆူနီယိုကိုဖမ်းပြီးအသားကုန်ပညာပေးလိုက်ပါတော့တယ်။ရိုက်နှက်ခံရတော့ဆူနီယိုရဲ့မျက်မှန်ကမြေကြီးပေါ်ပြုတ်ကျသွားတာကိုဂျိုင်းယန်ကကောက်တက်လိုက်တယ်။ဂျိုင်းယန်လည်းမျက်မှန်တက်လိုက်ရောဘေးပတ်လည်းမှာဘီလူးတရေတွေဝိုင်းနေတာကိုမြင်လိုက်ရပေမဲ့သူကတော့တုံ့လောက်သွားခြင်းမရှိပါဘူး။အေးစစ်စစ်ရှောက်လန်းနေရင်တောင်အပါတရတချင်းတွေဟစ်ဆိုနေလိုက်သေးတယ်။ဂျိုင်းယန်ရဲ့တချင်းတန်ကြောင့်ဘီလူးတရေတွေမကပဲဝိညာဉ်နှုံးမဲ့တေမင်းတောင်ကြောက်လန့်ပြီးနေရာမှာတင်ပွဲချင်းပြီးတည်သွားရရှာတယ်။နောက်ကလိုက်လာတဲ့တငယ်ချင်း၃ယောက်မှလည်းဂျိုင်းယန်ရဲ့အတန်ကြောင့်ခေါင်းတွေတောင်ကွဲမတက်ခံစားနေရတာပေါ့။အဲ့ဒီအချိန်မှာဆူနီယိုကအကြံတစ်ခုရလာတယ်။ရိုးအရာတွေတောင်ဒီလောက်ကြောက်စရာကောင်းနေရင်တကယ်ကြောက်စရာကောင်းတဲ့အရာတွေကိုဒီမျက်မှန်နဲ့ကြည့်ရင်ဘယ်လိုနေမလဲဆိုပြီးစမ်းသပ်ကြည့်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ဂျိုင်းယန်ကတော့ဘာမှမသိပဲရှေ့ကရှောက်နေတော့နောက်ကနေလမ်းခေါ်တန်ကြားလိုက်ရတယ်။ဂျိုင်းယန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့သူမြင်လိုက်ရတာကဒေါသတကြီးနဲ့သူ့စီပြေးလာနေတဲ့သူ့အမေ၃ယောက်ပါပဲ။ဂျိုင်းယန်တယောက်အသေးအတန်ကြောက်လန့်သွားပြီးခြေကုံလက်ပန်းပြေးတော့တာပေါ့။ဒါပေမဲ့ကန်ဆိုးချင်တော့ရှေ့ကတစ်ပင်ကြီးကိုအရှိန်နဲ့ဝင်တိုက်မိပြီးမေးလဲသွားပါတော့တယ်။ပုံရိပ်ရောင်တွေပျောက်ကွယ်သွားပြီးနိုဘီတာတို့တငယ်ချင်းတွေရောက်လာတဲ့အချိန်မှာတော့ဂျိုင်းရန်ကသတိမေ့နေပါပြီ။ဂျိုင်းရန်တယောက်ဘာကိုဒီလောက်တောင်ကြောက်လန့်တကြားမြင်ခဲ့ရတယ်လဲဆိုတာကိုတော့သူတို့၃ယောက်လုံးစဉ်းစားလို့ကိုမရနိုင်ခဲ့ကြပါဘူး။